explain why AC rather than DC is used for transmitting electrical power. So the transmitting electrical power, there's electrical power, there's a type of no, there's something the transmitting total now, people go to it. DC ချက်တဲ့ပါတော့ AC ဘာကြောင့်သုံးတာလဲဒါတော့ transformer လို့ there's a type of ထုတ်လွှင့်တာဗာနဲ့လို့တော့ကုညီ transformer ရဲ့အကူအညီနဲ့တော့ transformer ရဲ့အကူအညီနဲ့ထုတ်လွှင့်တော့ transformer ဆရာတို့ကဘယ်မှာအလုပ်လုပ် transformer တွေကဘယ်ဘို့မှာအလုပ်လုပ်လဲ AC လား AC နဲ့ DC ဘယ်မှာအလုပ်လုပ်လဲ AC မှာပဲလုပ်တာအဲ့တော့ဆရာတို့ကအခုမှဒီမှာမေးလာ AC ထက်တဲ့ DC ကိုဘာကြောင့်သုံးယူလာလဲပေါ့နော်အဲ့ဆရာတို့က transformer တွေက AC မှာပဲအလုပ်လုပ်တယ်ဒါကြောင့်ပါတော့ဒါလည်းစက်ထုတ်တဲ့အချိန်မှာ transformer ရဲ့အကူအညီနဲ့ဆရာတို့လုပ်တာဟုတ်နော်အဲ့ဒါဖြစ်တဲ့အတွက်ဆရာတို့က transformer အလုပ်လုပ်တာ AC ကိုလုပ်တာဖြစ်တဲ့ AC သုံးရတာ DC နဲ့ transformer ရှင်းရင် transformer ဘာဖြစ်သွားလဲပူလာမယ် high current စီးပြီးတော့ပူလာမယ်ပူလာပြီးတော့ point တောင်သွားမယ်သူမျိုးရဲ့ဒါကို review နော်စက်ထားနော်ဟုတ်အဲ့ဒါမေးရတယ်နော်ဒါခဏမေးလို့နော်ဟုတ်ရှေ့ရ review မှာပါအဲ့တော့ AC is much easier to start and shut down in body The loss of energy is far smaller than DC over long distance and national grid system. အဲ့တော့ဒီမှာဆရာတို့ဆရာရန်ဟာနေအတူတူပဲဖြည့်တယ်နော် AC is much easier ဒါလွယ်တယ်လွယ်တော့ဆိုရင် to start and shut down နော် start လုပ်လို့လည်းလွယ်တယ် shut down လုပ်လို့လည်းလွယ်တယ်ဒီမှာ in body တွေကိုဆရာတို့ကဘာလုပ်အောင် start လုပ်လို့လည်းလွယ်တယ် shut down လုပ်လို့လည်းလွယ်တယ်ဒါအပြင် the loss of energy is far smaller than DC DC နဲ့ရှင်လို့ရှိရင်တက်ရတယ်သူက frequency လေးပါတယ်ဘိုးတွေကိုအတင်ချလို့လည်းရတော့ဆရာတို့က power ဆုံးရှုံးမှုကတအားနည်းတယ်ဗောနော်ဒါကြောင့်ဘာလို့ over long distance and national grid system over long distance နဲ့ national grid system မှာဆိုတော့ AC ကိုပို့ပြီးတော့သုံးမယ်နော်အဲဒါကြောင့် in alternating current the body and current are step up and step down by using transformer အဲ့တော့ဆရာတို့က alternating current မှာဘိုးတွေနဲ့ကားတဲ့နေကိုဆရာတို့က step up လို့ step down လို့ transformer အသုံးပြုပြီးတော့လုပ်နိုင်တယ်။နောက် transformer ရဲ့ power loss ကလည်းရန်နေတယ်။ transformer ရဲ့ efficiency ကမျိုးကတင်ထား95ကနေ 98.8 တိုင်လားအဲ့လောက်ရှိရဆိုပြီးရှင်းပါလေနော်။အဲ့တော့တင်ထားရှိတယ်။အဲ့တော့ဇာတို့ကဒါလေးဆိုရင်သဘောတရားလေးနားလည်တယ်ဗျာ။နော် AC မှာဆိုရင်ဇာတို့ကခုနကပဲ step up step down ဘိုးတွေကို step up step down လုပ်ဖို့အတွက်လွယ်ကူတယ်။ energy ဆုံးရှုံးမှုကလည်း AC နဲ့ရှင်နေဒီ long distance ပေါ်ဝင်ပါမယ်ရန်နေတယ်နော်နေတယ်နောက်ပြီးတော့ alternative current မှာဆိုရင်ဆရာတို့ဘိုးလေးနဲ့ကားရအောင်ဆိုတော့ transformer တွေနဲ့ step up step down လုပ်လို့ရတယ်ဒါကြောင့်ဆရာတို့က AC ကိုအသုံးပြုတာဖြစ်ပါတယ် Grade 2ယူပဗေဒဘာသာရပ်ဖြစ်စမီကျောင်းသားကျောင်းသူများနဲ့ယူပဗေဒဘာသာရပ်သင်ကြားနေတဲ့ဆရာများအတွက်ထောက်ကူဖြစ်စေဖို့အတွက်ကျွန်တော်တို့ရဲ့ကြိုတင်ပြင်ဆင်ဂုဏ်ထူးရှင်ယူပဗေဒစာအုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီစာအုပ်လေးရဆိုရင်တော့တင်ရိုးတမှာလေ့ကျင့်ခန်းနဲ့ review exercise အားလုံးအကုန်အဖြေတွေနဲ့ပါဝင်ပြီးတော့ပုဒ်စာအမျိုးအစားတူရလိုက်ကိုစုစည်းထားတာဖြစ်ဒါအပြင်2024 2025 2025ခုနှစ် re-exam စာမေးပွဲ2026ခုနှစ်မေကွန်ဟောင်းအားလုံးအဖြေအားလုံးအခန်းလိုက်စုစည်းထားပါတယ်ကျောင်းသားကျောင်းသူကအများအရင်ဆုံးဆရာတို့ textbook ကသင်ရိုးကိုပိုင်အောင်လုပ်ပါမယ်သင်ရိုးကိုကြည့်ရင်လည်းမေကွန်ဟောင်းမှာတစ်ခါတည်းသိသွားခြင်းအပြင်မေကွန်ဟောင်းထပ်လေ့ကျင့်စရာမလိုပါဘူးဒီစာအုပ်လေးရဲ့အားသာချက်ကဒီစာအုပ်လေးဟာသင်ရိုးကုန်နဲ့ဖြည့်ရမယ်မေကွန်ဟောင်းလည်းပါတယ်အဲ့တော့စာအုပ်နှုတ်ကိုတအုပ်ထဲပေါင်းထားပြီးစာတစ်မျက်နှာကိုကြည့်တိုင်းမှာမေကွန်ဟောင်းနဲ့တစ်ခါတည်းပါဝင်တဲ့အတွက်ကျောင်းသားကျောင်းသူများအတွက်အများကြီးအထောက်အကူဖြစ်မှာဖြစ်ပါတယ်ဒီစာအုပ်လေးရဲ့ထူးခြားချက်ကတော့အခန်းတစ်ခန်းချင်းမှာပါတဲ့ formula တွေကိုစုစည်းထားပါတယ်ပြီးရင် formula တွေရဲ့အကျယ်ရှက်လေးတွေကိုထူးထူးခြားခြားစုစည်းထားပါတယ်ဒါမှကျောင်းသားတွေအနေနဲ့စာမေးပွဲညထောင်မျိုးမှာတအုပ်လုံးကိုတွက်ချက်ဖို့မဖြစ်နိုင်တဲ့အချိန်မှာဒီ formula လေးတွေကိုအသေးစိတ်ကျက်သွားပြီးတော့ကျောင်းသားတွေအနေနဲ့တအုပ်လုံးကို overview ကြည့်နိုင်မှာဖြစ်ပါတယ်ဒါမှသာမေကွန် formula တွေမှတ်မိမယ် unit တွေမှတ်မိပြီးစာမေးပွဲမှာအောင်မြင်နဲ့အမှတ်ပြည့်ဖြည့်ဆိုနိုင်မှာဖြစ်ပါတယ်ဒီစာအုပ်လေးမှာပါဝင်တဲ့အကြောင်းအရာလေးတွေကိုမိတ်ဆက်ပေးရမယ်ဆိုရင်စာအုပ်လေးထဲမှာဆိုရင်ဥပမာဆိုရင်ဒီ Einstein postulate ကိုဒီမှာ2025ခုနှစ်မှာမေကွန်3ခုနဲ့မေးထားတာဆိုရင်သူ့ရဲ့မေကွန်အောက်ရှင်မှာတစ်ခါတည်းမေကွန်3ခုပါဝင်ပြီးအပေါ်မှာဖြည့်ကြားမယ်အဖြေလေးလည်းတစ်ခါတည်းပါဝင်နေမှာဖြစ်ပါတယ်2026ခုနှစ်မှာ digital communication အကြောင်းကိုမေးခဲ့တဲ့အပိုင်းလေးဆိုရင်တစ်ခါတည်းအပေါ်မှာသူ့ရဲ့ advantages လေးဆိုရင်လည်းအပေါ်မှာမေကွန်လေးပါမယ်အောက်မှာအဖြေပါမယ်ပြီးရင်ပုံလေးဆွဲခိုင်းတဲ့အချိန်မှာဆိုရင်အောက်မှာပုံလေးအတွက်ကို2026နှစ်မှာအစိမ်းရောင်နေနဲ့မေကွန်ပြထားတယ်Q1 ဆိုတဲ့မေကွန်လေးပြပြီးအပေါ်မှာပုံလေးကိုကျွန်တော်တို့ဆွဲပေးရမှာဖြစ်ပါတယ်အဲဒီလိုမျိုးလေးစာအုပ်ထဲမှာတစ်ခါတည်းချင်းချင်းလေးထည့်ထားပြီး
ဒါအပြင်စာပိုက်ထဲမှာပါစာပိုက်တွေများပဲမယ်ဘယ်ပိုင်းလဲတော့ကြက်တင်တယ်ပြီးစာအုပ်ထဲမှာဆိုရင်အစိမ်းရောင်လေးနဲ့ share ထားတဲ့ဟာလေးတွေဆိုရင်အမှတ်တန်လေးတွေအတွက်အရေးကြီးတဲ့ keyword လေးတွေဖြစ်တယ်ဆိုတာကိုလည်းအလွယ်တကူသိရှိနိုင်ပြီးစာမှုဘွဲ့အတွက်အများကြီးအထောက်အကူဖြစ်မှာဖြစ်ပါတယ်ပုံဆွဲတဲ့အခါမှာဆိုရင်2025ခုနှစ်မှာမေးထားတဲ့ပုံလေးရဲ့ကျတော့ဆရာတို့ transformer ပုံလေး၃ပုံရှိတဲ့ထဲမှာ B ပုံလေးကိုဖြည့်ရပါမယ်2026မှာမေးတဲ့ဟာဆိုရင်တော့ဒီ transformer ရဲ့ A ပုံလေးကိုဖြည့်ရမယ်ဆိုတာလေးကိုလည်းရှင်းရှင်းလင်းလင်းပြထားမှာဖြစ်ပါတယ်ပြီးရင် logic gate ဘိုင်းနေဆိုရင်လည်း logic gate တွေရဲ့မေးခွန်းဟောင်းမှာစဉ်ဆက်မေးခဲ့တဲ့ပုံစံနဲ့နောက်ပြီးရင်ပုံစံတူမေးခွန်းမေးတတ်တယ်ဆိုတဲ့အားလေးတွေကိုလည်းအသေးချာစာအုပ်ထဲမှာတစ်မျက်နှာချင်းတစ်ပုတ်ချင်းမှာဒါအပြင်ဒီစာအုပ်ထဲမှာပါတဲ့ဒီပုံလေးရဆိုရင်ကျောင်းသားကျောင်းသူများအနေနဲ့အရင်အလွယ်တကူမသိနိုင်မမြင်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ပုံရှင်းရှင်းလင်းလင်းမြင်နိုင်အောင်အတွက်ဒီပုံကြီးလေးနဲ့ထပ်ဖြည့်ပေးထားပါတယ်အဲ့ဒီကိုထပ်ဖြည့်ထားအပြင်နောက်တစ်ဘာပါလဲဆိုရင်ဒီမှာ formula derivation ဆိုရင်test board ထဲမှာအသေးစိတ်မလုပ်ထားပေမဲ့ကျွန်တော်တို့ရဲ့စာအုပ်ထဲမှာတော့အသေးစိတ်တွေတွက်ချက်ပေးထားပါဖြစ်ပါတယ်။ဒါအပြင် formula drive ကိုမေးတဲ့ဟာဆိုရင်လည်းဒီ2025ခုနှစ်မှာဆိုရင် kinematic velocity viscosity ကိုဆရာတို့မေးခွန်းပုံစံ2ခုနဲ့မေးပါတယ်။အဲ့ဒီမေးခွန်းပုံစံ2ခုပါမယ်။ဒီသူ့ရဲ့ဖြေရမယ့်အပိုင်းလေးကိုလည်းတစ်ခါတည်းအစိမ်းရောင် bracket လေးနဲ့ပြထားပါတယ်။ဒါဆိုရင်ကျောင်းသားကျောင်းသူများနေပဲသင်ရင်းနဲ့မေးခွန်းဟောင်းကိုတစ်ခါတည်းကြည့်သွားလို့ရတယ်။မေးခွန်းဟောင်းကိုတည်တံ့လေ့ကျင့်စရာမလိုဘူး။အချိန်ပေးစရာမလိုဘူး။ကိုယ့်အတွက်အချိန်တွေပိုထွက်လာပါလိမ့်မယ်ပြီးရင်ဒီစာအုပ်ထဲမှာပါတဲ့ဟာလေးဆိုရင်ဘယ်လိုပါလဲဆိုရင်ဒီမှာဆိုရင်2025ဆိုရင်ဒါ2025ခုနှစ်မှာဒီပုံစံလေးက review ပုံစံလေးမေးထားပါတယ်2024 25 reason 3ခုပါတယ်ဆိုရင်သိကြတယ်ဒီဟာလေးကဒီ review number 4လေးက2024မှာလည်းမေးတယ်2025မှာလည်းမေးတယ်2025 reason စာမိုးလေးမှာလည်းမေးထားတယ်ဆိုတာကိုဟောဖြစ်ပါမယ်စာမိုးပုံစံလေးမှာပါတဲ့ဒီ Q1 တို့ Q2 တို့ Q3 တို့ဆိုတာတွေကဆရာတို့ဗာလေလဲဆိုရင်ဒီစာအုပ်လေးရဲ့မှာအားသာချက်ဖြစ်တဲ့NC မေးခွန်းတွေကိုထည့်ပေးထားတာဖြစ်ပါတယ် Q1 Q2 Q3 တွေဒါတွေက NC မေးခွန်းတွေကိုမေးထားတယ်ဒါဆိုရင်2025ခုနှစ်မှာမေးထားတဲ့ NC မေးခွန်းလေးဖြစ်ပြီးရင် summary မှာပါတဲ့ဒီ keyword လေးတွေပေါ့နော်ဒီ definition တွေကိုဆိုရင်ခုမှဆို radioactivity ဆိုရင်2025မှာမေးထားတယ်ဆိုတာလေးကိုပြတယ်ဒါလည်း highlight ပြထားပါတယ်ဒါဆိုရင်ဒီလိုမျိုး definition တွေကအထိပ္ပယ်ပြည့်စုံနဲ့မေးနိုင်တယ်ဆိုတဲ့သဘောတရားလေးသိရတယ်ပေါ့နောက်ပြီးဒီ2024မှာမေးထားတဲ့ nuclear reaction လေးကိုလည်းပြထားပါတယ်ဒါကိုကြည့်ကြအပြင်ကျောင်းသားကျောင်းသူများအနေနဲ့အလွယ်တကူဘယ်ဟာလေးစက်တင်တယ်ဘာလေးတွေလုံးတင်တယ်ဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်ဒါအပြင်ဒီ2024 2025 reason စာမျိုးပေါ်နဲ့2026မှာမိကုန်းတွေအားလုံးမှာပါဝင်တဲ့ true or false တွေကိုလည်းအခန်းတစ်ခန်းချင်းစီရဲ့နောက်ပိုင်းမှာထည့်ပေးထားပါတယ်မိသမျှအားလုံးမိကုန်းတွေကိုကြည့်ချင်းအပြင်ဒီထက်ကလည်းပြန်ပြီးတော့မေးလာနိုင်တဲ့ဟာရှိပါတယ် test board တွေကိုပိုင်အောင်ဖတ်ရပါမယ်ပြီးဒါမျိုးမိကုန်းဟောင်းတွေကိုပြန်လဲလေ့ကျင့်ပေးလိုက်ရင်ရပါမယ် fill in the blank ဆိုရင်လည်းဒီနဲ့ပြီးခဲ့တဲ့စာမိုးတွေအားလုံးမှာဟာတွေကိုအခန်းတစ်ခန်းချင်းစီရဲ့နောက်ဆဲမှာထည့်ပေးထားမှာဖြစ်ပါတယ်ပြီးရင် multiple choice တွေကိုလည်းဒီလိုမျိုးထည့်ပေးထားမှာဖြစ်ပါတယ်စာပိုက်တွေထဲမှာပါတဲ့ဟာတွေထဲမှာဒီမှာ NC မေးခွန်းတွေဆိုရင်ကျွန်တော်အနေနဲ့တစ်ခါတည်းထည့်ပေးထားပါတယ်ဒီမှာဆိုရင်ဆရာတို့ NC မေးခွန်းတွေပါတဲ့ဟာပေါ့နော် Q1 Q3 ဒါလေးဆိုရင်မေးခွန်းလေးတွေကိုမေးခွန်းဟောင်းလေးတွေတစ်ခါတည်းထည့်ပေးထားဖြစ်ပါတယ်သူ့မှာဆိုဖြေရမယ့်အဖြေလေးတွေတစ်ခါတည်း bracket လေးနဲ့ထည့်ပေးထားတယ်ကဲဒီမှာ example 4.3 လေးဆိုရင်2024ကမေးတယ်သူကဘယ်လိုမေးထားလဲဆိုတော့ဒီမှာတော့ရှိရတော့20 meter per second နဲ့မေးတယ်မေးခွန်းထဲမှာကျတော့10 meter per second နဲ့ကဏ္ဍလေးပြောင်းမေးထားတယ်ဒါလေးတွေကဒီစာအုပ်ထဲမှာအသေးစိတ်လုပ်ပေးထားပါတယ်ပြီး2025မှာကျတော့ဒီပု္ပ္ပစာလေး 4.3 လေးကိုဓာတ်ရိုက်မေးထားတယ်ဆိုတော့ဒီစာအုပ်လေးကနေလိုတိုရှင်းလေးနဲ့ခါလေးပြထားဖြစ်ပါတယ်ကြိုတင်ပြင်ဆင် conclusion စာအုပ်လေးရဲ့အဓိကအားသာချက်ကတော့ဘာလဲဆိုရင်ကျောင်းသားကျောင်းသူများအနေဖြင့်ဒီ ယူဝဝေဒဘာသာရပ်ကိုကြိုတင်ပြီးတော့ပြင်ဆင်နဲ့စူးစမ်းခဲ့လို့ရှိရင်ဂုဏ်ထူးထွက်ဖို့ဆိုတာမခက်ခဲပါဘူးဒီစာအုပ်လေးမှာဆိုရင်ဆရာတို့အဓိကပြုစုခဲ့တာတော့သင်ရိုးသက်ပြဋ္ဌာန်းချက်များနဲ့အညီပြုစုထားပါတယ်တီရှာ guide တွေနဲ့တခြားပြုစုထားပါတယ်မေကွန်ဟောင်းအားလုံး2024 25 reason မေကွန်တွေပြီးရင်2026မှာဆက်ခဲ့တဲ့မေကွန်3စုံအဲ့ဒီဟာတွေကိုအခန်းလိုက်စပိုက်လိုက်မှာမေးထားတဲ့အတိုင်းလေးတွေကိုမေကွန်လေးနဲ့အဖြစ်လေးနဲ့တာလိုက်ထည့်ထားတော့ကျောင်းသားတွေနဲ့စာပိုက်ကြီးတွေ့ရနဲ့စာပိုက်ကြီးတစ်ပိုက်လုံးကြက်ရမလားမကြက်ဘူးလားဆိုတာကိုဒီမှာမေကွန်ထဲမှာပါတဲ့ဟာလေးကြည့်ပြီးတော့ခါလေးသိသွားနိုင်မှာဖြစ်ပါတယ်နောက်ပြီးရင်ပု္ပ္ပစာတွေကိုလည်းဆရာအနေနဲ့ formula အသုံးပြုတဲ့ဟာတူတဲ့မျိုးတူရလေးစုပြီးတော့ဆောင်ရွက်ထားပါတယ်အဲ့လိုဆောင်ရွက်ထားကြရင်ပုံမှန်ဆိုရင်တော့ example နောက်မှာဆိုရင် review နောက်မှာဆိုရင်တခါလေဆရာပု္ပ္ပစာတွေထွက်ထားပါတယ်နောက်ဆုံးမှမဟုတ်ဘူးဘာကြောင့်နောက်ဆုံးမှကြာရင်ရောပြောင်းထားလို့ရှိရင်ကျောင်းသားအနေနဲ့လေ့ကျင့်တဲ့အချိန်မှာအခက်အခဲဖြစ်မှာစိုးတဲ့အတွက်ဒီ review နောက်မှာတခါလေထည့်ထားပါဖြစ်ပါတယ်ကျောင်းသားအနေနဲ့အချိန်တစ်နှစ်ပဲရပါတယ်အဲ့ဒီအတွင်းမှာလေ့လာပြီးဒီစာမေးပွဲမှာယူပဗေဒဘာသာရပ်ကိုဂုဏ်ထူးမြတ်အောင်မြင်ဖို့အမှတ်ပြည့်တွေရနိုင်ဖို့အတွက်ကိုဒီကြိုတင်ပြင်ဆင် conclusion ဆိုတဲ့စာအုပ်လေးကဆောင်ရွက်ထားတာဖြစ်ပါတယ်စာအုပ်ကိုဝယ်ယူလိုပါကစာအုပ်တန်ဖိုးက1400ကျပ်ဖြစ်ပါတယ်ဆရာအောင်396540ခွန်30ခွန်ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်
မန္တလေးမြို့တွင်ဆိုတော့အိမ်နိုင်ရအိမ်ရောက်ငွေရှိစနစ်နဲ့ရရှိပါတယ်နေမျိုးတွေဆိုတော့ဆရာတို့ငွေကြိုတင်လွှဲပေးရပါမယ်ကျောင်းသားကျောင်းသူများအနေဖြင့်ယူဝဗေဒဘာသာရပ်ကိုဂုဏ်ထူးများဖြင့်အောင်မြင်နိုင်ပါစေ